အားလုံးပဲမင်္ဂလာပါအာဆင်နယ်ရဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့အာဆင်နယ်အသင်းနဲ့ Olympic Cross အသင်းတွေထိပ်တဲ့တွေ့ဆုံမှုလာမယ့်ကြာသပတေးနေ့မနက်ထိုင်းစံတော်ချိန်2နာရီမြန်မာစံတော်ချိန်1နာရီပွဲမှာရှိနေကစားမယ့်ချန်ပီယံလိပွဲစဉ်အတွက်ပွဲချုပ်သုံးသက်ချက်လေးပြုလုပ်ပြီးတော့ဖြစ်တယ်ပွဲချုပ်သုံးသက်ချက်လေးမပြောခင်မှာဒါဒီနေ့မှာတော့ William Sliver နဲ့ contract update 2030တိဖြစ်သွားခဲ့တယ်ဒီအရာဒီကျွန်တော်တို့ကို mentality အရန်ကိုမှကောင်းစေတယ်ဒီအကြောင်းအရာကိုကျွန်တော်ထပ်အများကြီးတော့ပြောမိတော့တကယ်ဝမ်းသာစရာအကြောင်းအရာအာဆင်နယ်ပြည်သက်တွေပဲအကုန်လုံးပြောနေကြမယ်လို့ထင်တယ်အဲ့တော့ကျွန်တော်တို့ပွဲချုပ်သုံးသက်ချက်အတွက်ကိုဆက်သွားတော့Olympia Cost နဲ့ကျွန်တော်တို့မတွေ့ခဲ့တာစုစုပေါင်း9နှစ်လောက်ရှိသွားပြီထင်တယ်2021ကနောက်ဆုံးတွေ့ခဲ့တာအိမ်မတိုင်ခင်ကပွဲတွေမှာပေါ့ဒါအပြန်လန် high to cut တွေမှာတော့တရက်ကို9ချိန်စီအနိုင်ယူထားတယ်ထားလိုက်တော့လွန်ခဲ့တဲ့9နှစ်ကအာဆင်နယ်မဟုတ်တော့လွန်ခဲ့တဲ့9နှစ်ကအာဆင်နယ်မဟုတ်တော့လက်ရှိအာဆင်နယ်ရဲ့အိမ်ပွဲမှာ Olympia Cost ကိုလက်ခံရှင်ပြိုင်ကစားရမယ်ဒီအနေထားမှာအာဆင်နယ်အသင်းက Olympia Cost ကိုအရှုံးပေးစရာအကြောင်းဘာမှမရှိဘူးဒါဖန်တယောက်အနေနဲ့ 100% ဒီပုံမှာယုံကြည်မှုရှိတယ်အာဆင်နယ်အသင်း Olympia Cost ကိုအရှုံးပေးစရာမရှိဘူးဒီကြစရာမရှိဘူးဒီပွဲဒီ Olympia Cost ကိုအထင်သေးချင်မဟုတ်ပါကျွန်တော်တို့အသင်းရဲ့လက်ရှိအခြေအနေကိုကိုယ်တိုင်ယုံကြည်ခြင်းပါဒီကြစရာအနေထားမရှိပါဘူးအာဆင်နယ်အသင်းကဒီပွဲကိုဂိုးပြတ်အနိုင်ရဖို့အတွက်ကိုပဲမြင်တယ်ဂိုးပြတ်အနိုင်ရတဲ့ပွဲလို့လည်းထင်တယ်အဲ့တော့အာဆင်နယ်အသင်းအနေနဲ့ကျွန်တော်မျှော်လင့်တဲ့အရာပေါ့နော်ကျွန်တော်ပုံမှန်မှာပဲကျွန်တော်ပွဲမတိုင်ခင်မှာဆိုဒီပွဲမှာဖြစ်စေခြင်းနဲ့မျှော်လင့်တဲ့အရာလေးရှိတယ်အဲ့အရာတချို့ကလည်းပဲအာတီတာကဒါ break that case စကားတန်ဒီပေါ့ကျွန်တော်စကားတန်လို့မပြောပါဘူးဘာလို့ကျွန်တော်တို့စကားတန်တွေကလည်းပဲကျွန်တော်တို့အခုကျွန်တော် YouTube ဆိုရင်ဘယ်လောက်မှလည်း subscribe ရှိသေးတော့ဘယ်မှလည်းရောက်မှာမဟုတ်ဘူးပေါ့နော်သို့တော်လည်းပဲကိုမှန်းလိုက်တဲ့ကိုလိုချင်တဲ့ point လေးတွေကအတင်းရဲ့ကစားဟန်တွေမှာမြင်လာတဲ့အခါမှာစိတ်ချမ်းသာပါတယ်ဒါကျွန်တော်တို့ပြောနေတဲ့ຢာတွေကလည်းပဲဘောလုံးဝဲကြီးတွေလူလည်းမြင်တော့ဝေဖန်ထောက်ပြမှုတွေရှိတယ်ဒါတွေကို article လိုက်ပြီးတော့ပြင်ဆင်နေရလို့ပြောလို့ရတယ်အဲ့တော့ဒီပွဲမှာကျွန်တော်တို့ဖြစ်စေချင်တာကတော့ Olympia Cost နဲ့ပွဲဒီအရေးကြီးတယ်လုံးဝအနိုင်ခံမယ်ဒီလိုပွဲမျိုးမဟုတ်ဘူးကိုယ်တွေလည်းမဖြစ်မနေပြည့်ရမယ်ဒီလိုပွဲမျိုးမဟုတ်ဘူးဒီလိုပွဲမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့သူတချို့ main player တွေသူနည်းနည်းပါးအနာပေးခြင်းနဲ့ဆိုရင်တော့မှယုံကြည်မှုလိုအပ်နေတဲ့ကစားသမားတချို့တော့ထည့်ထားစေခြင်းနဲ့အဲ့ဒီမှာ Video Crash လည်းပဲပါတယ်တိုက်စစ်မှုတူအနေနဲ့ကိုရတဲ့ပွဲတွေမှာကိုရအောင်ယူနိုင်ခြင်းသူ့ရဲ့ယုံကြည်မှုပို့ပြီးတော့တက်စေတယ်ဒီကြားရဲ့ Your Chris ကအမှန်တမ်းပြောရရင်လက်ရှိအာဆင်နယ်မှာနည်းနည်း rating ရနေနေတယ်မကောင်းလို့မပြောဘူး Your Chris ကောင်းတယ်အဆင်ပြေတယ်ဒါပေမဲ့တိုက်စစ်မှုတူကခိုးမရဘဲနဲ့ကောင်းတယ်လို့ပြောဖို့ခက်တယ်သို့တော့ဒါပေမဲ့လက်ရှိသူ3ဂိုးလားမသိသူရထားပြီဖြစ်တယ်အဲ့တော့ဂိုးမရဘူးလို့တော့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့တိုက်စစ်မှုတယောက်အနေနဲ့ဂိုးတွေအများနဲ့ရနေဖို့လိုအပ်တယ်အဲသူ့ရဲ့အဓိကပြန်ပဲဖြစ်တဲ့အာလင်ဟာလန်ကလက်ရှိက6ဂိုးလား9ဂိုးလားမသိဘူးသွင်းပြီးနေအဲ့တော့ Your Crash အနေနဲ့လည်းပဲဒီလိုမျိုးဂိုးတွေတော့လိုချင်နေမှာပဲအဲ့အတွက်ကြောင့်မလို့ Your Crash လိုကစားသမားမျိုးတော့ပွဲထဲမှာရှိစေချင်တယ်ပြီးတော့Trossard ကိုပဲနေရာပေးပြီးMartin Lally ကိုပဲနေရာပေးပြီးကောင်းနေဆိုပေမဲ့လည်းပဲ Martin Lally ကလက်ရှိခြေစွမ်းအရန်ပြနေတဲ့ကစားသမားပေါ့နော်ဒီလိုကစားသမားမျိုးကိုဒီလိုပွဲမျိုးတွေမှာတော့ယုံကြည်မှုပေးပြီးတော့နေရာပေးတာလည်းပဲတင်လျော်တယ်ပြီးတော့ Odegaard ကပြီးခဲ့တဲ့ Newcastle နဲ့ပွဲမှာသူပြန်လာနိုင်ခဲ့တယ်ဆိုတာဒဏ်ရာကနေပြန်လာနိုင်ခဲ့တာပဲမဟုတ်ဘူးခြေစွမ်းရပါပြန်လာနိုင်ခဲ့တာ Odegaard ရဲ့အရင်တုန်းကပုံစံကိုပြန်မြင်ရတယ်လို့တော့မပြောလို့ပေမဲ့သူဝင်လာတဲ့ခဏအတွင်းမှာပေးသွားတဲ့ passing တွေကအထင်ကြီးဖို့ကောင်းတယ်အဲ့ဒီအရာကိုကျွန်တော်နှစ်သက်တယ် Odegaard စီကနေပြီးကျွန်တော်မျှော်လင့်နေတာဒီလိုရတယ်အများနဲ့ကျွန်တော် Odegaard ကိုအားမရအောင်ဆိုတာ Odegaard ကအစတွေကဒီလို risk ဖြစ်တဲ့ passing မျိုးတွေကိုပေးပို့ရဲတယ်လူရဲကန်ရရှိတယ်ပြီးတော့အဲ့လိုလူရဲကန်ရရှိတဲ့လမ်းကြောင်းတွေကလည်းပဲခတ်သွားတာများတယ်ဒါပေမဲ့ဒီနောက်ပိုင်းမှာတော့ तू ကလုံနေတယ်ဒါပေမဲ့လမ်းကြောင်းတွေကထွက်မှသွားခဲ့ဘူးသူ့ဘောလုံးတွေအပြတ်များလာတယ်ဒါကြောင့်ဝေဖန်တယ်ကစားသမားတယောက်ကောင်းရင်တော့ဝေဖန်မယ်ဆိုရင်တော့ချီးကျူးမှာပဲလားတူပဲပေါ့ညီပြအောင်လည်းပဲအတူတူပဲကျွန်တော်တို့ကအသင်းချစ်ပရိသတ်တွေဖြစ်တဲ့အတွက်ကြောင့်မကောင်းတဲ့အချိန်မှာတော့ကျွန်တော်တို့ပြောစရာရှိတော့ပြောမှာပဲဒါပေမဲ့အာဒီတာကလုံးဝမကောင်းဘူးပါငါတို့အသင်းမှာမရှိသေးဘူးလို့ပြောတဲ့လူတွေမှာတော့ကျွန်တော်မပါဘူးမြေပြောတယ်အာဒီတာဒီလည်းပဲဒီဆွဲတင်လာတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ကြောင်းဒီနေ့ဒီလဲအာဒီတာကိုထပ်ပြီးတော့ chance ပေးတဲ့နေကြောင်းပြောတယ်ဒါလည်းဘာကြောင့်လဲဆိုတော့အာဒီတာရဲ့ trust process ကို planning ကုန်လုံးကိုယုံကြည်လို့တော့မဟုတ်ဘူးအာဒီတာဒီလိုအပ်ချက်ရှိပါတယ်လိုအပ်ချက်ရှိလို့ပဲဒါဖလားမရတာဒါရှင်းရှင်းလေးပဲအရင်ကြီးကောင်းမွန်တဲ့ technical ရကောင်းမွန်တဲ့နည်းပြဆိုရင်တော့ဒီလူစင်းနဲ့လည်းပဲဒီကနေ့ကလူစင်းနဲ့လည်းပဲရသွားမှာပဲဒါပြောလို့မရဘူးဒါပေမဲ့ attitude ဖြစ်တဲ့လူကိုဒီကနေ့ကလူစင်းကိုဆက်ထိန်ထားနိုင်ခဲ့ပြီးရဲ့အပြင်မှာဒီတစ်မှာနောက်ထပ်ထပ်ပြီးတော့ plus တွေသူလုံနိုင်ခဲ့တယ်
အဲ့အရာတွေကအာဆင်နယ်အသင်းအတွက်အရန်ကိုကောင်းတဲ့အရာတွေဖြစ်တယ်အဲ့လိုကနေပြီးတော့ပိုကောင်းတဲ့အသင်းဖြစ်လာတာကိုလည်းကျွန်တော်တို့မြင်နေရပြီအခုဆိုတိုက်စစ်မှုစစ်အရန်ကောင်းပါတယ်ဆိုတဲ့ကမ္ဘာအကောင်းဆုံးတိုက်စစ်မှုတွေအတရားကျွန်တော်တို့ရှိတယ်နော်ကျွန်တော်တို့အဲ့ဒါကိုအကောင်းဆုံးနေထားရအသုံးချဖို့လည်းအတီးတပြည့်ပြည့်ချင်းပြင်ဆင်နေတာကိုကျွန်တော်တွေ့လာရတယ်ဒီຢာတွေကအာဆင်နယ်အသင်းအတွက်အပေါင်းလက္ခဏာဆောင်နေရတယ်โอเคအဲ့တော့ပွဲချုပ်သုံးသက်ချက်တဲ့အာဆင်နယ်ရဲ့လက်ရှိသွားနေတဲ့ plan တွေကိုကျွန်တော်ဒါပြောလိုက်တော့တာပွဲချုပ်သုံးသက်ချက်ကတော့ကျွန်တော်ရှင်းရှင်းလေးပဲ Oliver Cost ကိုအာဆင်နယ်အတိုင်းရောက်ရလိမ့်မယ်ဂိုးကတော့ကျွန်တော်3ဂိုးလောက်တော့အနည်းဆုံးပြတ်သွားနိုင်တယ်လို့မှတ်ထားတယ် 3C ဆိုတဲ့ရလဒ်ဒီအရန်ကိုသိနေရတဲ့ရလဒ်လို့ထင်တယ်လူစီရင်းအရာတော့တချို့လူတွေအတားပေးလို့ရတယ်ဆိုရင်တော့မှစာကာတို့လိုမျိုးပေါ့နော်ယုံကြည်မှုအဖြစ်နဲ့မြင့်မားပြီးတော့ quality မြင့်မားတဲ့ကစားသမားတချို့ကနားပေးတာမျိုးတော့ပြဿနာမရှိဘူးမယ်ယုံကြည်မှုလိုအပ်နေတဲ့ကစားသမားတချို့တော့ကွင်းထဲမှာမြင်ကျင်တယ်ရှိနေစေချင်တယ်မိနစ်60ဝန်းကျင်လောက်ဒီပေါ့နော်အဲ့တော့တကယ်ချင်းတော့ဒီပွဲရဲ့ရလဒ်ဘယ်လိုမျိုးဖြစ်သွားမမြင်လဲcomment မှာရေးခဲ့လို့ရတယ်အားလုံးပဲမင်္ဂလာရှိတော့ဒီနေ့တနေ့ဖြစ်ကြပါစေကျွန်တော်ရဲ့ဗီဒီယိုဒီမှာပဲအဆုံးသတ်ခွင့်ပြု